နိုင်ငံရေးကိုစစ်တပ်ကဥဆောင်လာတာအခုမှမဟုတ်ပဲဗျာဟိုရင်နဲ့လည်းဥဆောင်လာတာပဲဖြစ်တယ်လေသူတို့ဥဆောင်မှုကအောင်မြင်ခဲ့လို့လားခုနိုင်ငံဟာစုပ်ပြတ်တတ်နေပြီအခုကစစ်တပ်ကငါတို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်တပ်ခေါင်းဆောင်ပိုင်းနေရပါတော့ဆိုစစ်တပ်ကြီးခဲ့ပိုင်းနေငါတို့ဥဆောင်တာခင်ဗျားတို့ဥဆောင်တာလည်းအခုလည်းမဟုတ်ဟိုရင်ကလည်းဥဆောင်ခဲ့ပြီးလေလေနော်ဥဆောင်ခဲ့တာကြာပြီအဲ့တော့မအောင်မြင်မှုတွေမအောင်မြင်ဆိုပုံစံလေးပါလေးပြောင်းပါလားဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်ညချမ်းလေးပါဒါကျွန်တော်ညပိုင်းတင်ဆက်မှုတွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ဒီကနေ့ဒီဇင်ဘာလ23ရက်နေ့အတွက်ညပိုင်းသိရတဲ့မြေပြင်စစ်သတင်းကောင်းလေးတွေကိုဒါကြောင့်ဖတ်ပြသွားပေးပြီးရင်တော့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတွေသွားပြီးတော့ကြည့်လိုက်အောင်ညာကဲတော့ပထမဆုံးဒါကြောင့်အကိုချီတို့ဘက်ကသတင်းကောင်းလေးနဲ့စရမယ်ဆိုရင်ကြောက်ဖြူမျိုးနဲ့မြင်းပြင်တန်းချောင်းကြီးရွာတွေကိုအာရခတ်တော် A ကပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးတဲ့နောက်တပ်ဖွဲ့တွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကရာနဲ့ချီတေဆုံးမှုတွေရှိတယ်လို့ A နဲ့နှိစက်တဲ့ကြောက်ဖြူဒေသခံစစ်ရေးသတင်းမြစ်တဦးကပြောဆိုထားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ20ရက်နေ့မှာအာရခတ်တော် A ကအကြမ်းဖက်စစ်တပ်ရဲ့ယာယီတပ်ဆွဲထားတဲ့တန်းချောင်းကြီးရွာနဲ့မင်းပြင်အနီးပတ်ဝန်းကျင်ကကာကင်းစခန်းတွေကိုထိုးစစ်အစိမ်းမြစ်တိုက်ခိုက်ခဲ့ပြီးသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်ဒီအကြမ်းဖက်စစ်တပ်ကပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာကြောက်ဖြူမြို့နယ်တန်းချောင်းကြီးရွာကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ကြောင့်ယာယီသိမ်းပိုက်ထိချုပ်ထားနိုင်ခဲ့တာဖြစ်ပြီးအာရခတ်တော် A ကလည်းတလကြော်ကြပြန်လည်တိုက်ခိုက်မှုအတွင်းသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်ဒါမင်းပြင်နဲ့တန်းချောင်းကြီးရွာတွေကိုအာရခတ်တော် A ကတလကြော်ကြတိုက်ခိုက်မှုအပြီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားရာနဲ့ချီတေဆုံးမှုတွေရှိတယ်လို့ A နဲ့နှိစက်တဲ့စစ်ရေးသတင်းမြစ်တဦးကပြောဆိုထားပါတယ်ဒါ AA ရဲ့တိုက်ခိုက်မှုကြောင့်တန်းချောင်းကြီးရွာမှာတပ်ဆွဲထားခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအဲ့ဒီကြီးရွာနဲ့2မိုင်ကျော်အကွာစစ်တော်လမ်းစုံမှာရှိတဲ့ကြီးရွာတွေနဲ့ဒညဝတီရဲတပ်ဌာနချုပ်ဘက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်ဒါတပ်ဖွဲ့တွေအတွင်းမှာတေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားတွေနဲ့အလောင်းတွေကလည်းတန်းချောင်းကြီးရွာအနီးနဲ့လမ်းမပေါ်တွေမှာပြန့်ကျဲလျက်ရှိနေပြီးအရာရှိကြီးပိုင်းတွေရဲ့ရုပ်အလောင်းတွေကိုသာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဆွဲထုတ်သွားတာတွေရှိတယ်လို့သိရပါတယ်ဒါလက်စီအေးသိမ့်မိုက်ထားတဲ့တန်းချောင်းကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဂျက်ဖိုက်တာနဲ့ဘုံကျဲတက်ခတ်မှုတွေအဆက်မပြတ်ပြုလုပ်နေတာဖြစ်ပြီးဒရုန်းနဲ့လေကြောင်းမှတက်ခတ်ရေးတင်းမောတွေကလည်းလက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ဒီအကြမ်းဖက်စစ်တပ်ကကြောက်ဖြူမျိုးမကျဈေးအတွက်စစ်တွေနဲ့ရန်ကုန်မြို့မှစစ်ရင်ရနဲ့ချီကိုလည်းကြောက်ဖြူမျိုးပေါ်သို့ပို့ဆောင်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ရွေးကောက်ပွဲပထမပိုင်းကိုပြုလုပ်နိုင်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်ကဲတော့ဒါလေးကတော့ပထမဆုံးဒါကြောင့်အကိုချီတို့ဘက်ကလက်စီဒီအကြမ်းဖက်စစ်တပ်ဘက်ကအလူးလဲခံနေရတဲ့သတင်းကောင်းလေးကိုပထမဆုံးဒါကြောင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ပဲခူးတိုင်းပဲခူးရုံးမကိုအခြေပြုပြီးစေလှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ PDF viewer 22နဲ့အတူပူပေါင်းဆောင်ရွက်တိုက်ပွဲဝင်သွားမယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BBLA နဲ့96 Soldier PDF တို့ကအသိပေးလိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာန viewer 22ရဲ့အပတ်စဉ်တစ်အခြေခံစစ်ပညာသင်တန်းဆင်းပွဲကိုဂုဏ်ပြုတဝန်လာတွေအသီးသီးပေးဖို့ကြာရမှာထဲသွင်းအသည့်ပေးခဲ့တာပဲဖြစ်ပါတယ်ဒါ PDF viewer 22အနေနဲ့ပဲခူးရုံးမကိုအခြေပြုပြီးစခန်းသိမ်းတပ်ပွဲတွေစစ်ကြောင်းဖြတ်တောက်တပ်ပွဲတွေရန်ကုန်ပြည်လန်းစစ်စင်ရေးတွေစားတဲ့စစ်ရေးလှုပ်ရှားမှုတွေကိုဒေသအတွင်းတပ်ရင်တပ်ဖွဲ့တွေအပါအဝင်လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့အတူလက်ရှိအချိန်ထိဥဆောင်တပ်ပွဲဝင်လျက်စီကြောင်းသိရတယ်လို့ BBLA ကဆိုထားပါတယ်ဒါ BBLA အနေနဲ့လည်းပဲခူးတိုင်းစစ်ဌာနနီးဗျူဟာ22နဲ့အတူဆီယနာစင်စနစ်ပြုတ်ကျသည့်အထိအတူတကွတိုက်ပွဲဝင်သွားမယ်လို့သုံးဝန်လာမှာထည့်သွင်းအသိပေးခဲ့တာပဲဖြစ်ပါတယ်ဒါအလားတူ96 Soldier PDF ကလည်းစိတ်ဆောက်မှာပဲခူးတိုင်းစစ်ဌာနဗျူဟာ22နဲ့အတူဆီယနာစင်အမြင့်ဖြတ်ရေးလုပ်ငန်းစဉ်တွေကိုအတူတကွပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသုံးဝန်လာမှာဖော်ပြခဲ့ပါတယ်ဒါအပြင် MG ကာကွယ်ရေးဝန်ကြီးဦးရင်မွန်းကလည်းငါတို့ PDF တပ်မတော်ရဲ့ဆိုင်းဘုတ်ကပြည်သူသားအမိပြည်သူသားအဖဖြစ်တဲ့ငါတို့ယူလာမဲ့အောင်ပွဲတွေကိုစောင့်မျှော်နေတဲ့ငါတို့မိသားစုတွေငါတို့ချစ်ရသူတွေနဲ့ငါတို့ကိုယုံကြည်သူတွေအတွက်ငါတို့နိုင်အောင်တိုက်ကြရမယ်အဆုံးတနေ့မှာဆိုရုံမှုမှန်သမျှကြဆုံးပြီးတော့ကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တယ်လို့ viewer 22တင်နန်းဆင်းပွဲကိုသုံးဝန်လာပေးဖို့ပြောကြားခဲ့တာဖြစ်ပါတယ်ကဲတော့ဆက်ပြီးတော့ဒါကြောင့်မန္တလေးတိုင်းဘက်မှာဆိုရင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိုင်းပစ်ခင်းထားတဲ့တောင်တာမြို့နယ်ရုံးစီကြီးရွာတိုက်နယ်စခန်းကိုတော်လိုင်းအင်အားစုတွေကဒရုန်းလက်နက်ကြီးတွေအုံပြုပြီးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား6ဦးသေဆုံးခဲ့ပြီးအပိသက်စခန်းသိန်းကနီးမှကြီးမလုံလောက်တဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ21ရက်နေ့မနက်9:00နာရီခွဲခန့်မှာအကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေပူးပေါင်းအင်အား60ခန့်ရှိတဲ့ရုံးစီကြီးတိုက်နယ်စခန်းကိုမြင်းကြံခရိုင်အမှတ်3တပ်ရင်းနဲ့မဟာမိတ်တပ်တွေကစစ်ကြောင်း3ကြောင်းခွဲပြီးတပြိုင်နက်တည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဒါပထမဦးဆုံးအဲ့ဒီတိုက်နယ်စခန်းရဲ့ကာကင်း2ခုကိုတော်လိုင်းအင်အားစုတွေကဒရုန်းလက်နက်ကြီးတွေအများပြအုံပြုတိုက်ခိုက်ပြီးတဲ့နောက်
မြေပြင်စစ်ကြောင်း3ခုကလည်းတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်တိုက်ပွဲစပြီး15မိနစ်အတွင်းမှာပဲအဆိုပါကာကင်းစခန်း2ခုကိုရရှိခဲ့တယ်လို့ဆိုတာပါတယ်။ဒါအဲ့ဒီနောက်ပင်မစခန်းဖြစ်တဲ့တိုက်နယ်စခန်းကိုဆက်လက်ချိကပ်ရမှာအကြမ်းဖက်စစ်တပ်ဘက်ကပပတ်လေကိုတိုက်မိုင်းနေမိုင်းတွေအပြည့်ခင်းထားတဲ့အတွက်ကြောင့်တပ်ကွင်ပြုလုပ်ထားတဲ့ကတ်တရလမ်းမမှာတင်စစ်ကြောင်း3ကြောင်းလုံးတပြိုင်နက်တည်းအတင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအဆိုပါစခန်းအဝင်မှာစီးတဲ့အကြမ်းဖက်စစ်သားတွေကဘန်ကာနှလုံးကနေအသင့်နေရာယူပြီးတော်လိုင်းရဲဘော်တွေကိုဦးနှိမ်ပြစ်ခတ်နေတဲ့အတွက်ကြောင့်အဲ့ဒီဘန်ကာနှလုံးကိုဥစွာအနီးကပ်ဆင်းလင်းခဲ့ရတယ်လို့လည်းတိုက်ပွဲအတွင်းပါဝင်သူမြင်းကြံခရိုင်အမှတ်3တပ်ရင်မှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။ဒါအဲ့ဒီဘန်ကာ2ခုလုံးကိုတော်လိုင်းတပ်ဖွဲ့တွေကဆင်းလင်းနိုင်ပြီးတဲ့နောက်အကြမ်းဖက်စစ်သားတွေအနေနဲ့စခန်းအတွင်းဝင်ပြေးကြသလိုခြေဦးတက်ရထွက်ပြေးမှုတွေရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။ဒါအဲ့ဒီနောက်ပင်မစခန်းကိုဝင်ရောက်ဆင်းလင်းပြီးမိစို့ဖျက်ဆီးတာတွေပြုလုပ်နိုင်ဖို့ပြင်ဆင်ခဲ့ပေမဲ့လည်းအကြမ်းဖက်စစ်တပ်ဘက်ကလေကြောင်းမှလေရင်ပြန်ဝဲတာတွေအပြင်ရဲဘော်တွေကြီးမလုံလောက်တဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်းအဆိုပါတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်။ဒါတပ်ပွဲအတွင်းတော်လိုင်းတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အကြမ်းဖက်စစ်တပ်ဘက်က6ဦးမျက်မြင်သေဆုံးခဲ့တယ်လို့4ဦးထပ်မင်းလဲအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဒါကြောင့်တော်လိုင်းအင်အားစုတွေဘက်ကလည်းပင်မစခန်းကိုထိုးပေါက်နေစဉ်အကြမ်းဖက်စစ်သားတွေရဲ့လက်နက်နဲ့ရဲဘော်တူကြဆုံခဲ့ရပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းမြင်းကြံခရိုင်အမှတ်3တပ်ရင်ရဲ့ပြောဆိုမှုအရသိရပါတယ်။ကဲတော့ဒါလေးကတော့ဒီမန္တလေးတိုင်းဘက်ကသတင်းကောင်းလေးဆိုပေမဲ့လည်းဒါကြောင့်တော်လိုင်းရဲဘော်တူကြဆုံခဲ့ရတဲ့အပေါ်ကိုဒါကြောင့်ပြည်သူတွေအနေနဲ့တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်နော်ဒါကြောင့်တိုင်းပြည်နဲ့ပြည်သူတွေအတွက်အခုလိုအသက်ပေးလူသွားခဲ့ရတဲ့ရဲဘော်ကိုလည်းဒါကြောင့်ပြည်သူတွေအနေနဲ့အမြဲတမ်းအမှတ်ရဂုဏ်ယူနေပါပါကဲတော့ဆက်ပြီးတော့ဒီမကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းမကွေးမြို့နယ်မှာရွေးကောက်ပွဲကိုလာရောက်မဲမပေးသူတွေကိုပေါ်တာဆွဲဖမ်းဆီးမယ်လို့ချင်းချောင်းနေတဲ့ရက်ကြီးစရေးအောင်ကျိန်ဆိုသူပြစ်ခတ်ခံရပြီးတေဆုံးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့ဒီဇင်ဘာလ22ရက်နေ့ညပိုင်းမှာမကွေးမြို့နယ်ညောင်မင်းကြီးကြေးရွာမှာနေထိုင်တဲ့အကြမ်းဖက်စစ်တပ်တောက်တိုင်မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှရက်ကြီးစရေးအောင်ကျိန်ဆိုသူကိုဒါတော်လိုင်းရဲဘော်တွေက၎င်းနေအတွင်းဝင်ရောက်ပစ်ခတ်ခဲ့ရမှာတေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတေဆုံးသွားခဲ့တဲ့ရက်ကြီးစရေးအောင်ကျိန်ကစစ်မှုထမ်းခြင်းများအတင်းအဓမ္မကောက်ခံခြင်းအကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောင်တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်အဓိကထားလောက်ကန်ဆောင်ရွက်နေခြင်းကြေးရွာနေပြည်သူများကိုရွေးကောက်ပွဲမှာလာရောက်မဲမပေးပါကပေါ်တာဆွဲဖမ်းဆီးမယ်လို့ချင်းချောက်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။အဲတော့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနှိပ်စက်နေတဲ့ကောင်တွေမင်းတို့ရဲ့သွားရလမ်းကတော့ဒီငရဲပြည်မှာတပါအခြားမရှိဘူးဆိုတော့လေဒီလောက်ထိလူစကားပြောပြီးတတိပေးနေတဲ့ကြားတွေကအောင်မှပြည်သူတွေကိုဂုတ်တွေစုပ်ချင်နေတဲ့ကောင်တွေဒါအခုတစ်ခါမှာတော့ဒါငရဲပြည်ကိုဇောက်တို့ဆင်းသွားတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီပြည်ပနိုင်ငံတွေမှာမြန်မာနိုင်ငံသားတန်းပေါင်းများစွာရောက်ရှိနေပေမဲ့အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲအတွက်ကြိုတင်ဆန္ဒမဲပေးမှုမှာဆန္ဒမဲပေါင်း9000ဝန်းကျင်သာရရှိကြောင်းအကြမ်းဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ထံကစုံစမ်းသိရှိရပါတယ်ဆိုတဲ့သတင်းကောင်းလေးကလည်းဒါဒီဇင်ဘာလ6ရက်နေ့နဲ့9ရက်နေ့တို့မှာပြည်ပရောက်မြန်မာနိုင်ငံသားများရဲ့ကြိုတင်ဆန္ဒမဲလက်မှတ်များကိုအကြမ်းဖက်စစ်တပ်လက်အောက်ခံတန်ယုံများနဲ့ကောင်စစ်ဝန်ရုံးများမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်ရုံးအပါအဝင်စုစုပေါင်းရုံးပေါင်း90မှာကောက်ခံခဲ့ကြောင်းဒါထို့သောကောက်ခံခဲ့ရမှာကြိုတင်မဲပေးသူစုစုပေါင်း9000ဝန်းကျင်သာရှိကြောင်းသိရပါတယ်ဒါတန်ယုံဝန်ထမ်းနဲ့မိသားစုတွေစစ်တန်ယုံဝန်ထမ်းနဲ့မိသားစုတွေနဲ့ကောင်စစ်ဝန်ချုပ်ယုံဝန်ထမ်းတွေနဲ့မိသားစုတွေရဲ့မဲတွေအများဆုံးပါတယ်ဒါပြည်ပရောက်မြန်မာနိုင်ငံသားတွေမဲပေးတာနည်းပါတယ်ဘန်ကောက်တန်ယုံမှာဆိုရင်လည်းကြိုတင်မဲ300ကျော်ဝန်းကျင်မဲလာရောက်မဲပေးပါတယ်ဆိုပြီးရွေးကောက်ပွဲကော်မရှင်သတင်းမြစ်ကလည်းဆင်းပြထားပါတယ်ဒါအဆိုပါပြည်ပရောက်ကြိုတင်မဲဆန္ဒများကိုဒီဇင်ဘာလ17ရက်နေ့မှာနိုင်ငံခြားရေးဝန်ကြီးဌာနကရွေးကောက်ပွဲကော်မရှင်ထံသို့လွှဲပြောင်းပေးလိုက်ပေမဲ့ကြိုတင်မဲဆန္ဒဘယ်လောက်ရရှိလဲဆိုတာကိုတော့တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူးဆိုပြီးဒါခေတ်သစ်မီဒီယာကတင်လာပေးတဲ့ပြည်သူတွေလက်မခံတဲ့ဒီအကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာဒီကောင်တွေအနေနဲ့ကြိုတင်မဲဆန္ဒပေးဖို့ဘယ်လောက်ပဲဖင်ကုန်ပြီးဒါကြောင့်ပြည်ပရောက်ပြည်သူတွေဘယ်လောက်ထိညီလဲဆိုရင်ဒီကောင်တွေကိုကြိုတင်မဲတပေးတဲ့ထဲမှာအယောက်9000ဝန်းကျင်ပဲစီးပါတယ်ဆိုတော့ဒါနောက်ထပ်သတင်းကောင်းလေးပဲဖြစ်ပါတယ်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကြောင့်ပြည်သူတွေတတိထားလို့ရအောင်ဒါရန်ကုန်မန္တလေးနဲ့မကွေးတိုင်းတို့မှာအကြမ်းဖက်စစ်တပ်ရဲ့အမိန့်နဲ့ဘွဲရစရင်တွေကိုတပ်ဆိုင်ရာရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကလက်လံကောက်ခံနေပြီးစရင်ကောက်ခံတဲ့အကြောင်းအရာမပြောဆိုတဲ့အတွက်ကြောင့်ပြည်သူများစိုးရိမ်နေကြရပါတယ်ဆိုတဲ့သတင်းလေးကတော့ဒါယခုလဒီဇင်ဘာလ20ရက်နေ့မှစတင်ပြီးရန်ကုန်တိုင်းမန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာတပ်ဆိုင်ရာရက်ကွက်နဲ့အုပ်ချုပ်ရေးမှုအဖွဲ့တွေကဘွဲရစရင်တွေကိုလက်လံကောက်ခံလျက်ရှိကြောင်းဒါဘွဲရဟုဆိုရမှာဝိဇာနဲ့တိတ်ပံရေရုပ်ဘွဲများမှဆရာဝန်အင်ဂျင်နီယာအပါအဝင်အသက်မွေးရင်ကြောင့်ပညာဘွဲရတွေပါမကျန်စရင်ကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါတယ်ဒါရန်ကုန်တိုင်းဒဂုံမြို့သစ်စစ်ကမ်းမြို့နယ်ယူဇနာဥယျာဉ်မြို့တော်မှာရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့တွေကဘွဲရသူတွေအနေနဲ့ရက်ကွက်ရုံးမှာလာရောက်စရင်ပေးကြပါရန်လော်စပီကာများနဲ့အော်ဟစ်ခေါ်ယူနေကြောင်းသိရပါတယ်ကဲတော့ဒါတစ်ချိန်လုံးပြည်သူတွေကိုဒုက္ခပေးနှိပ်စက်လာတဲ့ဒီအကြမ်းဖက်စစ်တပ်ကတော့ဒါအခုတစ်ခါမှလည်းဒါပြည်သူတွေကိုဘယ်လိုတွေဒုက္ခပေးအောင်မလဲတော့မသိဘူးเนาะဒါ
ဒါဘွဲရစရင်းတွေကိုလိုက်ပြီးတော့ကောက်နေပြီဆိုတော့ဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းတတိထားပြီးနေထိုင်ကြပါလို့ပဲဒါကြောင့်အနေနဲ့တိုက်တွန်းပါတယ်ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒါစီရီယန်ကိုလင်းထအောင်ကိုလည်းဒါကြောင့် credit ပေးပါတယ်ဒီအချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲကိုဒီမလေးရှားနိုင်ငံအနေနဲ့ဒီနောက်ပိုင်းဆိုရင်ခက်ဆစိတ်ဆိုသလိုပဲကန့်ကွက်ဆုတ်ချလာတာကိုဒါကြောင့်အနေနဲ့တွေ့နေရတာပေါ့နော်ဒါအခုတစ်ခါမှလည်း ABHR အဖွဲ့ဝင်မလေးရှားလွှတ်တော်အမတ်ဝေါင်ချန်းကလည်းဒီအချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲကိုကန့်ကွက်ဆုတ်ချပါတယ်ဆိုပြီးပြောလာတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါကြောင့်ကိုလင်းထအောင်ပြောဆိုထားတယ်ကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ We totally reject the sham election that the junta is organizing. Multi-party democracy general election, number one, is not multi-party, it's one party, or they're not even a legitimate party. Second, the democracy element is absolutely missing, and general election is not an election if it's only held in 40% of the country. Yeah. We reject them. Reject the junta sham election. Reject the shame election. ဒါကတော့မလေးရှားဘက်ကတော့ဒါလွတ်တော်အမတ်တွေဘက်ကတော့တောက်လျှောက်ကိုပြောပါတယ်သူတို့အနေနဲ့ဒါနဲ့ပတ်သက်ပြီးတော့လုံးဝကန့်ကွက်နေတယ်ဒါကသူတို့ယုံကြည်စရာမကောင်းတဲ့ဥစ္စာဖြစ်တယ်ဒါကြောင့်မလို့ကန့်ကွက်တယ်ဒီလိုအကြောင်းအရာတွေကိုတောက်လျှောက်ကိုပြောနေတာဖြစ်ပါတယ်အဲ့တော့ဒါကလည်းနိုင်ငံတကာရဲ့အတန်ဖြစ်ကျွန်တော်တို့မှတ်ယူရမှာဖြစ်ပါတယ်တကယ်လို့ကျတော့မြန်မာနိုင်ငံရေးကိုတထဲဝင်မသိဘူးဆိုတော့အပေါ်ရန်ကြည့်မယ်ဆိုရင်တော့မှကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကဘယ်လိုဖြစ်နေလဲဆိုတာကိုကျွန်တော်နိုင်ငံတကာကြည့်ရုံနဲ့သိပါတယ်ဒါတချို့နိုင်ငံကြီးတွေကမျက်စိမိတ်ပြီးသားမရောက်နိုင်တို့ဘက်ကိုပုံအောင်လာတော့မှတရုတ်တို့ရုရှားတို့ဟုတ်လားအိန္ဒိယတော့ပုံအောင်ပုံလာလောင်းလာတာသူတို့ကလည်းစစ်ကောင်စီရဲ့အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲမဲ့အနေအထားတွေကတော့ရှိတယ်။တေချာတခုကတော့နိုင်မြင့်ကဘယ်သူဖြစ်မလဲဆိုတာကကျွန်တော်တို့ရဲ့ကြိုးစားအထောက်အကူပေါ်မှာပဲမူတည်တယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးကနိုင်မြင့်ဖြစ်ကြမယ်။ဘောလုံးငါတို့ကတော်လိုင်းကိုအဆုံးထိဆက်သွားမယ်ဆိုတော့ကန်ယူချက်တွေနဲ့သွားရင်ကျွန်တော်ပြောဟိုပါဘောနော်ဟိုမှာ139ခွန်စစ်စင်ရေးစလာတဲ့အချိန်မှာတရုတ်သားဝင်မရှုပ်ဘူးဆိုရင်နိုင်ငံတကာရဲ့ပုံစံပြောင်းသွားနိုင်တယ်နိုင်ငံတကာရဲ့ပုံစံပြောင်းသွားနိုင်တယ်ကျွန်တော်တို့139ခွန်ဟိုဖြစ်တော့ဆိုကျွန်တော်ဒီကိုရီးယားလွတ်တော်ရွယ်မှာဆွေးနွေးကြတယ်အဲ့မှာမြို့တွေဘယ်လောက်ထိတိမ့်ခံနေရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ပို့သိတယ်ကိုရီးယားရောရှိသေးတယ်သူတို့မြေပုံတွေနဲ့တေချာကိုလှုပ်ပြီးတော့ရှင်းတာအဲ့လိုမျိုးရှိတယ်နိုင်ငံတကာကလည်းဒီအကြောင်းအရာနိုင်ငံတိုင်းမှာတော့ဒီမြန်မာအရေးနဲ့ပတ်သက်ပြီးသူတို့ကလိလစောင့်ကြည့်ရတဲ့သူရှိပါအဲ့လူတွေရဲ့တစင်လွတ်တော်တွေရောမှာပြန်ဆွေးနွေးတာတွေအစိုးရကို report တွေလုပ်တာတွေဒီလိုမျိုးပုံစံနဲ့လုပ်နေကြတာတော့ရှိတယ်အဲ့တော့ကျွန်တော်တို့ဟိုတကယ်လည်းကျတော့တချို့တွေကပြောတယ်နိုင်ငံရေးနီးလန့်ဆိုတာလေကျွန်တော်တို့ပြောနေပြအခုချိန်မှာနိုင်ငံရေးနီးလန့်တဲ့စီရေးနီးလန့်ကနေပြီးတော့အောင်မြင်မှုတွေရနိုင်တဲ့ရပြီးတဲ့နောက်မှာနိုင်ငံရေးကနေပြီးတော့ကပ်ပါလာမယ်လို့ကျွန်တော်ထင်တယ်အခုချိန်မှာနိုင်ငံရေးရဲ့ပြောင်းလဲမှုကနေပြီးတော့စီရေးကိုခေါ်သွားမယ်ဆိုတာကတော့နည်းနည်းလေးဟိုဖြစ်တယ်အဓိကတော့ဥပမာနိုင်ငံရေးပြောင်းလဲတော့ဘယ်လိုနားလေကြအောင်ကျွန်တော်နားလေတာကြတော့ဘယ်လိုလဲဆိုတော့နိုင်ငံရေးဟုတ်ပြီနိုင်ငံရေးပြောင်းလဲမှုဆိုတာကတော့အခုချိန်ကျွန်တော်တို့ဘက်မှာရောသူတို့ဘက်မှာရောသူတို့ဘက်ကတော့ဒါဟိုသူတို့ဘက်လည်းတူပါပဲဒီအတူရောက်ရွေးကောက်ပွဲကြီးလို့သူတို့ဘက်ကနိုင်ငံရေးလည်းမပြောင်းလဲပါဘူးเนาะဒီတိုင်းပဲဆက်သွားမှာပဲသူတို့ထောက်ခံတဲ့နိုင်ငံတွေကဟလာတရုတ်ဖိအားပေးခြင်းခံရတဲ့ထိုင်းတို့ကမ္ဘောဒီးယားတို့လာအိုတို့ဒီလိုနိုင်ငံတွေသူတို့နဲ့ပတ်သက်ရအာဏာရှင်ဘယ်လာရုဘာညာဒီလိုနိုင်ငံတွေကတော့သူတို့ဟိုဖြစ်မှာဒါပေမဲ့သူတို့ပုံစံလဲဒီစကွေးဘက်ကလည်းအတိုင်းပဲဆက်သွားမှာပဲအဲ့တော့ကျွန်တော်တို့ဘက်ကလည်းအခုချိန်မှာတပ်ပေါင်းစုတွေတိဆောက်ဟလာဟိုရီလို့ဘောနော်စီးရင်နဲ့ပဲအောင်မြင်မှုတွေရမှာတချို့နိုင်ငံရေးရသဘောတူညီချက်တွေဘာတွေကတော့ကျွန်တော်တို့ဘက်မှာလည်းအပြည့်အဝတော့ရနိုင်ကြရတော့နည်းသေးတယ်ဥပမာတက်ဆိုင်ရာ unit အစိုးရတွေပေါ်လာပြီးတော့unit အစိုးရတွေကတကယ်အလုံးလုံးနိုင်တဲ့အခြေအနေတွေပြည်နယ်တွေမှာပြည်သူတွေအားကိုးရတဲ့အခြေအနေဒီလိုပုံစံမျိုးတွေဖြစ်လာဖို့တော့တော်တော်လေးတော့လိုသေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့စီးရေးအောင်မြင်မှုကနေဘာဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့မှန်းကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ကဲတော့နောက်ထပ်ဒီဓမြပြူကောင်းဆောင်ပောက်ကတုံးကလည်းဒါသူတို့ရဲ့ပြူစိုးထီးတွေဆိုတာကလည်းဒါပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်ဖို့နဲ့ဒါဓမြတိုက်ဆက်ကြီးကောက်ဖို့အတွက်ပဲဖွဲ့စည်းထားတဲ့ကောင်းလေးဆိုတော့ဒါအခုတစ်ခါမှလည်းသူ့ဆက်ကြီးမပြီးတဲ့မတရားပြူစိုးထီးတွေကိုဒီကောင်ကဘလို့တွေဖော်ကောင်လောက်တော်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ညာမတရားပြည်သူစစ်တွေရန်နာမယ်ကြီးနေပါတယ်အဲ့တော့မတရားပြည်သူစစ်တွေရန်နာမယ်ကြီးနေတဲ့အကြမ်းဖက်တွေကျင်တုံးတဲ့ဇယိုင်မျိုးတွေကိုမလုပ်ပါနဲ့လို့ဦးစင်းအနေနဲ့မေတ္တာရက်ခံကြပါတယ်ဒကာကြီးတို့အနေဟိုမှမေတ္တာရက်ခံလို့မရဘူးဆိုရင်ဦးစင်းအနေနဲ့ကဒါဆိုင်ရာကိုခေါ်ပြီးတော့ဦးစင်းကတော့စက်မှုထဲမှာပဲတွားရမှာပဲเนาะစက်မှုထဲမှာလက်ညှိုးထိုးပြရမယ်ကိစ္စနေပြီပေါ့เนาะအဲ့တော့ဘာပြောเนาะလုံးဒါပထမတတိပေးတာပဲဦးစင်းကတော့ဖြစ်ချင်တယ်ဟုတ်လားဘာလို့ဟိုပါပေါ့เนาะနမလည်းပေးရတယ်ဝက်လည်းထမ်းရတယ်ဆိုတဲ့ပုံစံကိုမဖြစ်စေချင်လို့ဦးစင်းကဒါတတိပေးခြင်းဖြစ်ပါတယ်ဗျာเนาะ
ဒကာကြီးတို့တွေကဒါဘာပြောပါမတရားတဲ့ကြောမှာဟုတ်လားဒါစင်ကူတို့ဒီအများကြီးပါပဲဗျာအဲ့မှာရွှေပြည်တို့အဲ့ဘက်ကအကုန်လုံးဒီဘက်တပည့်ကျင်းတာပြည်သူစစ်တွေဘာညာအကုန်လုံးပါပဲအချိန်ကပြည်သူအများစုကချစ်တော့လဲအောင့်ကနန်းဆိုတဲ့ပုံစံမျိုးနေထားတဲ့သူတွေအများကြီးပဲနော်အဲ့တော့ဟုတ်လားစပေးချောင်းဒုက္ခတွေဖုံးချောင်းထားကိုကလှုပ်ချင်လှုပ်မယ်ဆိုတဲ့ပုံစံမျိုးတော့ဦးဇင်းတို့ကလက်မခံဘူးနော်ဦးဇင်းကပြောမှာနော်ပြည်သူတွေထိခိုက်အောင်ပြည်သူတွေနစ်နာအောင်တော့ဘာမှလုပ်လို့မရဘူးနော်အဲ့ဒါလေးကိုဦးဇင်းကပြောချင်ပါတယ်အဲ့တော့မတရားပြည်သူစစ်ဒါရန်နာမည်ထွက်နေတယ်နော်ဒါအဲ့တော့စင်ကြယ်မာလိုပဲပြောချင်ပါတယ်စင်ကြယ်မာလိုပဲပြောချင်ပါတယ်နော်ပောက်ကြရတော့မလုပ်ကြနဲ့နော်ပောက်ကြရတော့မလုပ်ကြတာပြည်သူစစ်တွေပေါ့ပြောချင်တယ်တမတော်သားကြီးလို့လည်းတမတော်သားကြီးဦးဇင်းပြောမှာတမတော်သားကြီးလို့လည်းနောက်အခုဖမ်းမာတာဖမ်းခံမာတာခံရောမင်းရုပ်ရလားပြောရဲမှာဟမ်အဲ့တော့ပြူကောင်းဆောင်ဆိုတော့လေပြူတွေကိုပဲသူပြောရဲမှာပေါ့ဒါတို့ဒီအကြမ်းဖက်စစ်တပ်ထဲကကောင်းနေဆိုရင်ဒီကောင်အခုလို့ပြောရဲမှာလားအဲ့တော့အမှန်ကတော့ဒီကောင်ကတဒေါင်းစားချင်းခွက်ဆောင်ခုတ်ပြီးနမေကောင်းဝင်ယူတဲ့ပုံစံမျိုးပါပဲနော်တကယ်ဆိုရင်ဒီပြည်သူတွေကိုအနိုင်ကျင့်နှိမ့်ဆက်ဓမြတိုင်းဆက်ကြီးကောက်နေတဲ့အလုပ်တွေကိုဒါမင်းကိုယ်တိုင်လုပ်နေတယ်ဆိုတာလည်းဒါလူတိုင်းသိတယ်နော်ဒါအခုလိုနမေကောင်းဝင်ယူပြီးဒါတဒေါင်းစားချင်းခွက်ဆောင်တွေလာပြီးတော့မခုတ်ပြနေနဲ့ငါတို့ပြည်သူတွေကမင်းတို့ကောင်းနေရဲ့ရုံမှရိုင်းဆိုင်တဲ့လောက်ရတွေကိုအစကတည်းကသိပြီးသားပဲနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကိုမမောင်လေးဒါကြောင့် credit ပေးပါတယ်ဒါပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်မှုတွေရှိလာလို့ PDF ဆိုတာပေါ်လာရတဲ့ဆိုတဲ့အကြောင်းဒါကိုမမောင်ပြောပြထားတဲ့အမှန်တရားလေးတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဘဝရေးတဲ့ PDF ဘက်ကိုဒါရက်တီလိုက်ပါတော့ PDF ဘက်ကိုဒါရက်တီလိုက်ပါတော့ဆိုတဲ့ခါကျတော့ကျွန်တော်တို့ရက်တီချက်ကအမှန်တရားပေါ်မှာရက်တီတာပါနော်ဒါ PDF တွေရဲ့ဖြစ်တည်မှုကလည်းဘာကြောင့်ဖြစ်လာဆိုတော့သိဖို့လိုတာဟုတ်နော်ဘာကြောင့်ဖြစ်လာဆိုတော့သိဖို့လိုတယ်အဲ့တော့သူတို့တွေကလည်းအလကားမိုးပေါ်ကြလာမှာမဟုတ်ပဲဗျာနော်ဒီလိုပဲခင်ဗျားတို့ဒီဆန္ဒပြမှုတွေရှိတယ်ဆန္ဒပြမှုတွေကိုအစိုးရကတည်တည်ချာချာဟလာဘယ်နိုင်ငံမှာဖြစ်ဟလာဆန္ဒပြပြီးဟေးဆိုလို့ရှိရင်အစိုးရပြတလဲနဲ့ညှိနှိုင်းပေးရတယ်အခုမြန်မာနိုင်ငံရဲ့ခေါင်းဆောင်တော်တော်များများဟာမင်းတို့ကြိုက်တဲ့လောက်ဆန္ဒပြငါခယူးမဆိုင်ဘူးဆိုတဲ့ခါကြတော့အဲ့တော့ဒါမျိုးသူတို့လည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကြမ်းဖက်တယ်လို့ပြည်သူပေါ့နော်ဒီအကြမ်းဖက်မှုကိုပြန်ပြီးတော့အကြမ်းဖက်တဲ့နည်းနဲ့တုံ့ပြန်မှုတွေရှိလာကြတယ်အဲကြောင့်မို့လဲ PDF ဆိုတာဖြစ်လာတာပေါ့နော်လက်နက်ကင်တွေမပေါ်စေချင်ရင်မိမိကိုယ်တိုင်ကလည်းအရာရာမှာလက်နက်နဲ့ဖြည့်ရှင်းတာကိုရှော့ရမယ်စစ်တပ်ရဲ့ဥဆောင်မှုဆိုတာတော့ပြန်စဉ်းစားစရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးကိုစစ်တပ်ကနိုင်ငံရေးကိုစစ်တပ်ကဥဆောင်လာတာအခုမှမဟုတ်ပဲဗျာဟိုရင်နဲ့လည်းဥဆောင်လာတာပဲဖြစ်တယ်လေသူတို့ဥဆောင်မှုကအောင်မြင်ခဲ့လို့လားခုနိုင်ငံဟာစုပ်ပြတ်တတ်နေပြီအဲ့တော့ဆိုလိုချင်တာကစစ်တပ်လည်းဥဆောင်နေတာဥဆောင်ပြီးသွားပြီမအောင်မြင်ရှိရင်ဘာလုပ်ရမလဲနိုင်ငံရေးသမားတွေပေါ့နိုင်ငံရေးသမားတွေကိုအလှည့်ပြန်ပြီးဥဆောင်တာသူတို့ကိုဥဆောင်ပြီးတော့သွားစေခြင်းတယ်နော်အဲ့ဥဆောင်မှုတွေခဏပြောင်းပြီးတော့ပခုံးပြောင်းလွှဲပြီးတော့ဟလာနိုင်ငံကိုငြိမ်းချမ်းအောင်ကြိုးစားကြည့်မယ်ဆိုအဆင်ပြေနိုင်တယ်အခုကစစ်တပ်ကငါတို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်တပ်ခေါင်းဆောင်ပိုင်းနေရပါတော့ဆိုစစ်တပ်ကြီးခဲ့ပိုင်းနေငါတို့ဥဆောင်တာခင်ဗျားတို့ဥဆောင်တာလည်းအခုလည်းမဟုတ်ဟိုရင်ကလည်းဥဆောင်ခဲ့ပြီးလေနော်ဥဆောင်ခဲ့တာကြာပြီအဲ့တော့မအောင်မြင်မှုတွေမအောင်မြင်ဆိုပုံစံလေးပါလေးပြောင်းပါလားပြောင်းစီခြင်းလဲဆိုတာဥမာပြနိုင်ငံခိုးလို့မဝကြတယ်သူကတခဲနဲ့အားပေးကြတော့ခေါင်းဆောင်တွေပေါ့ဒီခေါင်းဆောင်တွေကိုရှေ့တန်းတင်ပြီးတော့နိုင်ငံရေးကိုလှုပ်စေခြင်းတယ်အဲသူတို့ရဲ့ဥဆောင်မှုအောက်လည်းခိတ္တဝင်ကြည့်လိုက်ပါဦးအဲ့တော့မကောင်းဆိုလို့ရှိရင်ဒါတစ်မျိုးပေါ့နော်အဲ့လိုမှမဟုတ်ပဲနဲ့အဲ့တော့ဥဆောင်မှုအခန်းကဏ္ဍကိုခိတ္တခဏလွှဲပြောင်းပေးပြီးတော့ဟလာဆောင်ရွက်တင်တယ်လို့ကျွန်တော်ထင်ပါတယ်ဗျကဲတော့เนาะဒါကိုမမောင်အနေနဲ့ကတော့သူတို့ဒီအကြမ်းဖက်စစ်တပ်ကိုထောက်ခံတယ်ဆိုပေမဲ့လည်းဒီအမှန်တရားနဲ့ပတ်သက်လာရင်ရဲကြီးပြောရတဲ့တတိကိုတော့ဒါကျွန်တော်အနေနဲ့တကယ်ကိုလေးစားပါတယ်เนาะကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းရင်တိုင်းအထူးပဲကျေးဇူးတင်စီပါတယ်ဒါမနက်ဖြန်မနက်မှာပဲသတင်းကောင်းလေးတွေနဲ့ကျွန်တော်ပြန်ပြီးတော့တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပေးကင်းကြပါစေညာ